iPhone system family မှာပဲတည်တံ့အသုံးပြုလို့ရမယ် Visual Intelligence feature လေးကိုစမ်းသုံးပြကြပြီလားတကယ်လို့ဒီ feature လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာမသိသေးဘူးဆိုရင်ဒီ video လေးကိုအဆုံးထိကြည့်ရှုလိုက်တော့နော်ဒီ Visual Intelligence feature လေးကတော့ iPhone system family ရဲ့ camera control နဲ့အသုံးပြုရမှာဖြစ်ပါတယ်Camera control button လေးကိုအကြကြီးဖိထားပေးလိုက်မယ်ဆိုရင် Visual Intelligence ထဲကိုရောက်သွားမှာပါပြီးရင်တော့ Visual Intelligence နဲ့ဓာတ်ပုံလေးတစ်ပုံကိုရိုက်လိုက်ပါဓာတ်ပုံလေးနဲ့အတူ X or search လေးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဓာတ်ပုံထဲမှာပါတဲ့အချက်လက်တွေကို X သုံးပြီး ChatGPT ကိုမေးတာ search သုံးပြီးတော့ Google ကနေရှာတာမျိုးပြုလုပ်နိုင်ပါတယ်ဒီလိုမျိုးအရန်မိုက်တဲ့ Visual Intelligence feature လေးကိုအခုပဲစမ်းကြည့်လိုက်တော့နော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်များမှာလည်းဒီလိုမျိုး Apple device နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်တာမို့လို့ M Drive Apple Authorized Reseller Page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။